ကဲမျိုးတွေမင်္ဂလာပါလို့နော်ဒီတစ်ပတ်တော့ပိတ်ရ2ရက်ရှိတော့ဗျာအင်္ဂါဘုဒ္ဓဟူပိတ်တယ်ဆိုတော့တိုင်းနဲ့ဥစားမဖြစ်စေချင်မလုပ်စေချင်ဘယ်လိုခေါ်မကစားကိုတော့ကောင်းသေးတယ်မန်းစားလို့မရဘူးဖြစ်တယ်နော်သူ့ရဲ့ခါကျတော့ဒီ94ထွက်တိုင်းနောက်တစ်ပတ်6 break မပြောက်6 break နော်6 break မပြောက်တွေ့လားအမမှတ်သားတော့ပေးထားတယ်နော်6 break မပြောက်နောက်တစ်ခုက94တောက်ကြညနေ94ထွက်ရင်သူ့အထက်တစ်ပတ်ကခြာတာပရိမနေ့ break 10 break ပြန်ကြ10 break ပြန်ကြ3 break ပြန်ကြခုံ break ပြန်ကြ9 break ပြန်ကြ3 break ပြန်ကြအခုလည်း3 break ပဲနော်ဆိုတော့ဝေခွဲအခက်နေတယ်ဗျဝေခွဲအခက်နေတယ်နောက်တစ်ခုကပိတ်ရရှိပြီမဲ့တွားပြီးတော့ရှော့တွဲလို့မရဘူးဗျဒီမှာကိုကြည့်လိုက်ဒီပိတ်ရမှာကျွန်တော်ပြပါကျွန်တော်လိုက်15နှစ်စာလောက်ကိုဖမ်းလာဒီ3ကပ်ပဲရတယ်2ကပ်တော့ပြီးသွားပြီပေါ့နော်သူကကြာတပေးတောက်ကြမှာပဲဖြစ်တာခဏ3လုံးတူပြန်ကြနော်ခဏ3လုံးတူပြန်ကြဒီမှာလည်းခဏ3လုံးတူပြန်ကြဖြစ်ရမယ်ဒီလိုတူမှာဘလို့တူမလဲတော့မသိဘူးလေကိုကလေနော်အဲ့ဒါလေးရှိသတိထားလို့ရအောင်မကစားတဲ့လူတွေနော်ကစားတဲ့လူတွေနဲ့သတိထားလို့ရအောင်သူကပေးအဲ့လိုပေးတယ်ဒီနေ့ရက်မှာပြန်ကြတွေ့လားနေ့9 နှစ်5နှစ်တမကန3လုံးတူအောင်3လုံးတူတယ်ဒီနှလုံးတူပြီဆိုနောက်ရက်ပြန်ကြပြီးတော့နှလုံးတူပြီဆိုနောက်ရက်ပြန်ကြအဲ့ဒါမျိုးအာပြုတ်တဲ့သဘောပေါ့နော်အဲ့ဒါလေးပါဘာမှလည်းထွေတူလည်းမရှိဘူးဒီဘက်အဲ့တော့လည်းတိတ်ဥစားမဖြစ်ဘူးနော်ကျွန်တော်လည်းခဏနေဥစားတွေ formula နဲ့ပြန်စီနေအာပြုတ်မယ်ဟာပေါ့နော်ဒီဟာတစ်ခုလေးတော့ရှာထားကြည့်ရဗျာဘာဖြစ်မလဲတယောက်ပါဒီ3လုံးပေါင်းရင်5နော်ဒီ3လုံးပေါင်းရင်5ဒီ3လုံးပေါင်းရင်5ဖြစ်ဖို့အတွက် control နော်ဒီ3လုံးပေါင်းရင်ခုံဒီ3လုံးပေါင်းရင်ခုံဒီ3လုံးပေါင်းရင်ခုံဖြစ်ဖို့အတွက်9 ပိတ်89နော်အဲ့ဒါလေးသွားတွေ့တယ်နော်control 9 ပိတ်နော်89ပေါ့โอเคအားလုံးမိသားစုခွန်လိုက်ပါလို့နော်